ဘာလို့မလဲ သူကတော့တကယ်ချင်းတွေလုံးရတာပေါ့နော်တစ်ခါကလေးတစ်ခါတော့မရဘူး โอเคအဲ့တော့ဆိုင်လေးကိုလာကျင်တဲ့သူလာလို့ရအောင်ဘယ်မှာရှိလဲတက်ပြောပေး ပတူနန်ပလက်တီနမ်ဖက်ရှင်မောမှာရှိပါတယ်9လောင်ပါ โอเคပါဒီ Platinum Fashion Mall မှာဆိုလို့ရှိရင်ကျွန်တော်အရှိမတော့ပြီးတော့လောက်ဘူးရပါတော့မျိုးသမီးမျိုးသားယောက်ျားလေးမိန်းကလေးပေါ့နော်အဲ့လိုမျိုး fashion နဲ့ပတ်သက်ပြီးတော့နောက်ဆုံး design တွေအားလုံးရှိတယ်ဝယ်လို့လည်းကောင်းတယ် wholesale နဲ့ရရပါတော့နေရာကကျတော့လည်းဒီ Platinum area မှာပဲရှိတယ်ဆိုတော့လိုအပ်တဲ့ညီကိုတွေဆိုလို့ရှိရင်ဒီမှာလာပြီးတော့ဝယ်လို့ရပါတယ်นี่ก็สวยแต่มันดันเป็นงานได้ไงมันดันเป็นงานแข่งก็เลยส่งสามชิ้นที่หรอของเท่าไหร่แต่น้องได้